ရာတွေကိုနော်ကျမတို့ကျေးဇူးပြုလိုက်တဲ့အရာတွေကိုကျေးဇူးပြုခံရတဲ့သူကမသိရင်လည်းနေပါစေနော်အတိမမပြုရင်လည်းနေပါစေမချီးမွမ်းရင်လည်းနေပါစေမဝင်ခံရင်လည်းနေပါစေအဲ့လိုအတိမမပြုတဲ့အပြင်ကိုယ့်ပေါ်မှာနော်မကောင်းတဲ့ဘက်ကနေတုတ်ပြန်ခရင်လည်းနေပါစေလူရဲ့အတိမမပြုခြင်းကဖခင်သခင်အတိမမပြုဘူးလို့ပြောထားတာမဟုတ်ဘူးအာမင်လူရဲ့အတိမပြုမခံခြင်းကဖခင်အတိမမပြုတာမှမဟုတ်တာဖခင်ကအားလုံးကိုအတိမပြုထားတယ်လေကိန်းလူမျိုးရဲ့ဘိုးဘေးပြပြလက်ချက်ကလုတ်ခဲ့တဲ့ဂျေဇုတရားကိုတော့မှဖခင်ကမှတ်တမ်းတင်ထားပြီးတော့မှနှစ်ပေါင်း450ကြာတဲ့အခါမှာပြန်ဆက်ပြီးတော့ဘုရားခင်ပါဒီနေ့ကျမတို့လှုပ်ဆောင်ဖို့ရအားလုံးကျမတို့အနစ်နာခံတဲ့ຢာတွေအားလုံးခွင့်လွတ်တဲ့ຢာတွေအားလုံးတီးခံတဲ့ຢာတွေအားလုံးမေတ္တာထားတဲ့ຢာတွေအားလုံးပေးကမ်းတဲ့ຢာတွေအားလုံးဆုတောင်းပေးတဲ့ຢာတွေအားလုံးဒီຢာတွေအားလုံးကိုဘုရားကမှတ်တမ်းတင်ထားပြီးတော့ပါအာမင်အချိန်တန်တဲ့အခါမှာဘယ်လိုအချိန်ပါလဲအချိန်တန်တဲ့အခါမှာအာမင်အချိန်တန်တဲ့အခါမှာဒီဂျေဇုတရားတွေအားလုံးကိုဖခင်သခင်ကပြန်ဆက်ပေးမှာဖြစ်တယ်ဟာလေလုယာဖခင်ရှင်နာမဂုဏ်ကြီးပါစေ